အဆုတ်ကင်ဆာအသည်းကင်ဆာနဲ့ဥမန့်ကြီးကင်ဆာစတဲ့ကင်ဆာရောဂါအမျိုးမျိုးကိုမဖြစ်စေချင်ရင်တော့ဒီဟင်းသီးဟင်းရွက်၅မျိုးကိုနေ့တိုင်းစားကြပါလို့တိုက်တွန်းစေချင်ပါတယ်ကင်ဆာရောဂါဖြစ်ရတဲ့အကြောင်းရင်းကကျွန်တော်တို့ရဲ့နေ့စဉ်နေ့တိုင်းနေထိုင်စားသောက်မှုပုံစံမှာမူတည်ပြီးတော့ဖြစ်ပေါ်လာရခြင်းပဲဖြစ်ပါတယ်တချို့သောအစားအစာတွေကကင်ဆာရောဂါကိုဖြစ်စေနိုင်ပြီးတချို့သောအစားအစာတွေကလည်းကင်ဆာရောဂါကိုတားဆီးပေးစေနိုင်ပါတယ်။ကင်ဆာဆိုတာတစ်သက်တာအတွက်အန္တရာယ်အကျက်အသေးများစွာဖြစ်စေတဲ့ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။သို့ပေမဲ့ကျွန်တော်တို့နေ့စဉ်နေ့တိုင်းစားသုံးနေတဲ့တချို့အစားအစာတွေကကင်ဆာရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးစေနိုင်တယ်ဆိုတာကိုသုတေသနတွေမှာဖော်ပြထားပါတယ်။ပြီးတော့တချို့အစားအစာတွေကလည်းကင်ဆာရောဂါကိုဖြစ်စေနိုင်တဲ့အကြောင်းကိုလေ့လာချင်ရင်တော့ဒီအပေါ်ကလက်မှာနှိပ်ပြီးတော့ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။ကင်ဆာရောဂါကိုတားမြစ်ပေးတဲ့ဟင်းသီးဟင်းရွက်၅မျိုးနံပါတ်1 Broccoli မှာအလွန်အဖိုးကြီးတဲ့ polyphenol ဓာတ်ပါရှိပါတယ်။အဲ့ဒီဓာတ်ကကင်ဆာဆဲတွေကိုဖန်တီးမဲ့ဓာတ်တွေကိုတားဆီးပေးနိုင်တယ်လို့သုတေသနတွေမှာဖော်ပြထားပါတယ်။ပြီးတော့တွေးပေါင်တဲ့ရောဂါကိုလည်းကာကွယ်ပေးစေနိုင်ပြီးအထူးသဖြင့်အသောင်းခေါင်းကင်ဆာဥမန့်ကြီးကင်ဆာတွေကိုလည်းလျှော့ချပေးစေပါတယ်။နံပါတ်2ခရမ်းချင်သီးမှာလိုက်ကိုပင်ဆိုတဲ့အန်တီအောက်ဆိုက်ဓာတ်အများအပြားပါဝင်ပါတယ်။အဲ့ဒီလိုက်ကိုပင်ကဇက်ပျက်စီးခြင်းကနေကာကွယ်ပေးနိုင်တယ်။အထူးသဖြင့်အသားရည်ကင်ဆာနဲ့အကြောက်ကင်ဆာတွေကိုလျှော့ချပေးစေနိုင်ပါတယ်။နံပါတ်3ခက်ရော့ဆိုတဲ့လိမ္မော်ရောင်မုံလာဥပဲဖြစ်ပါတယ်။အဲ့ဒီခက်ရော့မှာဘီတာကာရိုတင်နဲ့ဗီတာမင် A အများအပြားပါဝင်ပြီးကင်ဆာဖြစ်စေမဲ့ဇက်ပျက်စီးမှုတွေကိုတိုက်ခိုက်ပေးစေပါတယ်။ဘီတာကိုရိုတင်က EST ဓာတ်ကိုလျှော့ချပေးပြီးသွေးတိုးခြင်းကိုလည်းကာကွယ်ပေးပါတယ်။အထူးသဖြင့်အဆုတ်ကင်ဆာနဲ့ခံစင်ကင်ဆာတွေကိုလျှော့ချပေးစေနိုင်ပါတယ်။နံပါတ်4ကြက်သွန်ဖြူထဲမှာအော်လီဆင်ဆိုတဲ့ဓာတ်ရိုက်တက်ရောက်မှုရှိတဲ့ဓာတ်တစ်ခုပစ္စည်းပါဝင်သောကြောင့်ကင်ဆာဆဲများဖွံ့ဖြိုးအရွယ်တင်မှုကိုတားဆီးစေနိုင်ပါတယ်။ကြက်သွန်ဖြူသည်ခန္ဓာကိုယ်အတွင်းသွေးကြောကျဉ်းခြင်းကိုလျှော့ချပေးပြီးဘက်တီးရီးယားများကိုလည်းတိုက်ခိုက်ပေးပါတယ်။အထူးသဖြင့်ဥမန့်ကြီးကင်ဆာတိုင်းကင်ဆာများကိုလျှော့ချပေးစေပါတယ်။နံပါတ်5 Blueberry အန်တီအောက်ဆိုက်ဓာတ်အကောင်းဆုံးပါဝင်တဲ့အသီးကတော့ Blueberry အသီးပဲဖြစ်ပါတယ်။ပြီးတော့ Blueberry မှာဗီတာမင် C နဲ့ဖိုင်ဘာများအများအပြားပါဝင်ပြီးတော့အဲ့ဒီဗီတာမင် C နဲ့ဖိုင်ဘာကဆဲတွေပျက်စီးမသွားအောင်ကာကွယ်ပေးခြင်းရိုးရှင်းတဲ့အနာအဆာကနေပြီးတော့ကင်ဆာတိုးတက်နိုင်ခြေကိုကာကွယ်ပေးခြင်းအထူးသဖြင့်အကြောက်ကင်ဆာဥကင်ဆာဖြစ်ခြင်းတွေကိုတားဆီးပေးပါတယ်။အခုကျွန်တော်ပြောပြပေးသွားတဲ့အကြောင်းအရာကတော့ကင်ဆာရောဂါကိုတားဆီးပေးနိုင်တဲ့ဟင်းသီးဟင်းရွက်၅မျိုးပဲဖြစ်ပါတယ်။အဲ့ဒီတော့ကျွန်တော်အတူချုပ်နဲ့နောက်တစ်ခါထပ်ပြီးပြောပြပေးပါမယ်။ကင်ဆာရောဂါကိုတားဆီးပေးနိုင်သောဟင်းသီးဟင်းရွက်၅မျိုးနံပါတ်1 Broccoli နံပါတ်2ခရမ်းချင်သီးနံပါတ်3ခဲရော့လိမ္မော်ရောင်မုံလာဥနံပါတ်4ကြက်သွန်ဖြူနံပါတ်5က Blueberry အသီးတို့ပဲဖြစ်ပါတယ်။ကင်ဆာဟာပြင်းထန်ပြီးကာကွယ်ရအလွန်ခက်တဲ့ရောဂါဖြစ်ပေမဲ့ကျွန်တော်တို့နေ့စဉ်နေ့တိုင်းစားနေကြတဲ့ဟင်းသီးဟင်းရွက်ကောင်းတွေကကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးစေနိုင်ပါတယ်။အခုကျွန်တော်ပြောပြပေးတဲ့ဟင်းသီးဟင်းရွက်၅မျိုးကိုနေ့စဉ်နေ့တိုင်းစားသုံးပြီးရင်တော့မိတ်ဆွေဟာကင်ဆာရောဂါမှာကင်းဝေးမှာကိုသိချပါတယ်။ဒီအကြောင်းအရာကသင်တော်ရဲ့အကျိုးရှိတဲ့ဆိုရင်တော့သင်ရဲ့မိဘဆွေမျိုးတငယ်ချင်းများနဲ့ညီတကုံမောင်နှမများကိုလည်း share ထားပေးဖို့မမေ့ကြပါနဲ့။ယောဂဝေဒနာအကြောင်းအမျိုးမျိုးကိုသိရှိနားလည်ပြီးကြိုတင်ကာကွယ်ကုသနိုင်ရန်အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြပါအားလုံးအနာရောဂါဝေဒနာအမျိုးမျိုးမှာကင်းဝေးပြီးတော့စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေခင်ဗျာ